ခမရတို့ယနေ့ပူနေတာအဲ့ဒါသဘာဝဘေးသဘာဝကြီးနဲ့ဘာမှဆိုင်လို့ခမရတို့နိုင်ငံမှာဖြက်စည်းပစ်ခဲ့လို့ပူတာခမရတို့ပူတိုင်းမှာခမရတို့အဲ့ဒါကိုသိရနိုင်မှာအဲ့ဒါကိုမသိဘူးဆိုတော့ခမရတို့ကတော်တော်စောက်တော်သားပဲရန်ကုန်သားလို့မပြောရန်ကုန်မှာရောက်နေကြတဲ့လူတွေရန်ကုန်မှာပြောင်းရွှေ့နေထိုင်နေကြတဲ့လူတွေရန်ကုန်မှာရန်ကုန်သားတွေပဲအပါပေါ့သိတယ်အဲ့10စုနဲ့2စုလောက်ရှိဟုတ်တယ်မလားရန်ကုန်မှာစောင်းမရှိတော့ဘူးဟုတ်တော့မန္တလေးသွားရင်နည်းနည်းကြံသေးတယ်အဲ့ဒါပဲအဲ့ဒါဘူးမသိကိုမသိဖွံ့ဖြိုးတိုးတက်မှုခမရနိုင်ငံကခေါ်တဲ့ဖွံ့ဖြိုးတိုးတက်မှုလို့ခေါ်တော့ဗန်းပြလုပ်ငန်းတွေနဲ့တကယ်တော့ခရိုနီတွေနဲ့ခရိုနက်တွေခရိုပြားတွေခရိုပန်းရောင်တွေခရိုဝါတွေနဲ့စစ်အုပ်စုနဲ့ဖုံးကြီးတွေကောင်းစားရေးအတွက်ကိုမဟာရယဒီတိုင်းမြေရဲ့တယံဇာတာတွေတဘာဝပတ်ဝန်းကျင်မြေချောင်းအင်းအိုင်တွေကအပါအကုန်လုံးကိုခမရတကက်သောက်တော်သားအသိဉာဏ်နဲ့ပိုးစိုးပသက်ဆယ်စုနှစ်ပေါင်းများစွာဖြည့်ဆည်းခဲ့တဲ့နောက်တော့ခမရတို့ယနေ့ပူနေတာအဲ့ဒါသဘာဝဘေးသဘာဝကြီးနဲ့ဘာမှဆိုင်လို့ခမရတို့နိုင်ငံမှာဖြည့်ဆည်းပစ်ခဲ့လို့ပူတာခမရတို့ပူတိုင်းမှာခမရတို့အဲ့ဒါကိုသိရနိုင်မှာအဲ့ဒါကိုမသိဘူးဆိုတော့ခမရတို့ကတော်တော်စောက်တော်သားပဲပူတာကိုထိုင်အောင်မနေနဲ့ငါတို့ပြန်ပြီးတော့ငါတို့အေးချမ်းလာအောင်တစ်ပင်စိုက်ရတော့မယ်ဆိုတာမြေတော်လေးတစ်ပင်တွေကိုအစိုးရထိန်းသိမ်းမှာမဟုတ်ဘူးအစိုးရမထိန်းသိမ်းဘူးတက်သမျှအစိုးရဘယ်တော့မှမထိန်းသိမ်းနိုင်ဘူးထိန်းသိမ်းဖို့လည်းသူတို့မှစောက်ဖြစ်မရှိဘူးစောက်သိညာလည်းမရှိဘူးစောက်ပညာလည်းမတတ်ဘူးစောက်ဘောတွေအဲ့တော့အဲ့စောက်ဘောတွေကတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းမှာမဟုတ်ဘူးထိန်းသိမ်းတဲ့ဟိုဟာတွေ NGO တွေရှိတယ် CSO တွေရှိတယ်အဲ့ဒါတွေကိုလည်းမျိုးစုံကြိုးခုံပြီးတော့စောက်ဖို့တွေလုပ်နေတယ်ဆိုတော့ပုံစံမျိုးနဲ့မြင်ပြီးတော့ဘယ်တော့မှ support ကောင်းမလုပ်ဘလို့နှိတ်ကွာမလဲပဲစဉ်းစားနေတာ CSO တွေကိုအမြဲတမ်းအစိုးရတိုင်းကရန်သူလို့သတ်မှတ်တာအချိန်မရွေးထောင်ထဲထည့်နိုင်တယ်အချိန်မရွေးဖမ်းဆီးတပ်ဖြတ်နိုင်တယ် CSO လို့ခေါ်တဲ့ဒီလူမှုအသင်းဖွဲ့တွေပေါ့လူမှုအသင်းဖွဲ့တွေအရက်ဖက်အသင်းဖွဲ့တွေအဲ့ဒီအသင်းဖွဲ့တွေကိုဘယ်တော့မှ support မလုပ်ဘူးနှိတ်ကုဖို့နဲ့ငါတို့ထိုင်ကုန်ကိုလာပြီးတော့ငါတို့နေရာကိုလာလူတယ်လို့ထင်နေတာစောက်ဖက်ကိုမလုပ်တာနှိတ်ကုဖို့ပဲငါတို့ခြေရတိုင်းတာလားငါတို့ခြေရတိုင်းတာလား CSO တွေကငါတို့ဆိုရရဲ့ power ကိုလာပြီးတော့ sharing လုပ်နေတာလား CSO တွေကငါတို့လာပြီးတော့အဒုက္ခပေးမှလားဒါပဲစဉ်းစားတာမြတ်အုတ်ချုပ်သူလူတန်းစားဟာမြမဘူဂျာလီအုတ်ချုပ်သူတရောင်းစားအောက်တန်းစားဆောက်တော်သားအုတ်ချုပ်သူလူတန်းစားဟာအမြဲတမ်းအဲ့လိုတိုင်းပြည်အတွက်တကယ်လုပ်တဲ့လူတွေကိုထိုင်ကုန်လူတဲ့လူတွေလိုပဲသဘောထားတာထိုင်ကုန်လူတဲ့လူတွေငါတို့ power ငါတို့အာဏာကိုလာပြီးတော့ခလုတ်တိုက်တဲ့လူတွေငါတို့ရဲ့လုတ်ပိုင်ခွင့်တွေကိုရှက်လာပြီးတော့မျှဝေပြီးတော့ share လုပ်တဲ့လူတွေလိုပဲရန်သူလိုသဘောထားတာအဲ့ဒါကြောင့်ခင်ဗျားတို့ပူတာအဲ့တော့ခင်ဗျားတို့ဘဝတွေအစင်မပြေဖြစ်ရင်ဆဲရမှာတခြားလူတွေမဟုတ်ဘူးခင်ဗျားတို့ဘဝတွေအခုပူလောင်အိုက်သက်တယ်ညအိတ်လို့မရဘူးခုနေ့ဓာတ်ပုံတွေ့တယ်ကျွန်တော်တော်ဆင်မကောင်းဘူးဗျာသလားဒီ rooftop မှာခြေထောင်zip နဲ့ zip ပါတဲ့ခြေထောင်နဲ့ထုတ်ပြီးတော့အိတ်ကြရတယ်ဆိုတာခမရဗျာစဉ်းစားလည်းကြည့်ကြပါဦးခမရတို့နေနေရတဲ့ဘဝကိုလည်းစဉ်းစားကြည့်ပါဦးဒီခီကြီးထဲမှာခမရဗျာမီးမလားရေမမှန်ဟောနိုးရည်အခုဒလပိုင်တက်တော့မယ်ဒါခမရလည်းဒါကြီးကကလန်နာကြာကြီးပဲတရင်တော့လည်းဆိုကောင်းသိပြီဒလဘက်ကံကိုဂျိုကလီနဲ့အမှငှက်လေးနဲ့ကူးသွားလိုက်တာပဲဟုတ်လားဒလမှာနိုးရည်ဆိုရေပြဿနာတက်ပြီ